Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးသွားမှာတော့ဗာလဲဆိုတော့ခါကျကျွန်တော်တို့ဒီလိုပေါ့နော် 3D ကတ်တုန်းလေးတွေပေါ့နော်ဒီတချင်လေးနဲ့လက်ဖက်ညီညီပေါ့နော်ဒီလက်လေးလောက်တာအစအကုန်လုံးပေါ့နော်တချင်နဲ့ဟန်ကြကြအမူအရာကြသဘာဝကြပေါ့နော်ဘလို့ဖန်တီးရမလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်အဲကျွန်တော်တို့အဓိကဒီလိုလုပ်ဖို့ဆိုရင်ကျွန်တော်တို့နှစ်ခုပဲလိုပါတယ်အဲ့ဒါဗာလဲဆိုတော့ကျွန်တော်တို့ဒီကိုက reference လုပ်မဲ့ video file ရဲ့ကိုကဖန်တီးမဲ့ 3D image file နှစ်ခုပေါ့နော်ကဲသွားလိုက်ကြအောင်စလိုက်ကြအောင်ဟုတ်ကဲ့ကျွန်တော်တို့ဒီ 3D video လုပ်မယ်ဆိုရင်ကျွန်တော်တို့ clean app လိုပါတယ်ကျွန်တော်တို့ clean app လေးကိုအရင်ဆုံးကျွန်တော်တို့ download ဆွဲပါတော့ download ဆွဲပြီးဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာဒီ clean app လေးရောက်လာပါလိမ့်မယ်အဲဒီ clean app လေးကိုကျွန်တော်တို့ဒီမှာဗာဆက်လုပ်မယ်တစ်ချက်နှိပ်မှာပေါ့နော်ကျွန်တော်ဝိုင်းပါထားတဲ့ clean app လေးကိုတစ်ချက်နှိပ်လိုက်ပါတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ဒီ clean ကျွန်တော်တို့ဟိုပါလေးကိုရောက်သွားပါလိမ့်မယ်သူရဲ့ clean app ထဲရောက်သွားပြီဆိုရင်ကျွန်တော်အခုဝိုင်းပြထားတဲ့ motion control တစ်ချက်နှိပ်ပါပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ကို reference လုပ်မဲ့အကလုပ်ချင်တဲ့ video file ပေါ့နော်ကိုကတဲ့မူရင်း file ကိုကျွန်တော် upload လုပ်ပါမယ် upload လုပ်နေပြီပေါ့နော်သူက line ပေါ်မူတည်ပြီးတော့မှ upload လုပ်ချင်တာကြာတတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကို reference လုပ်မဲ့အက file လေးရောက်လာပြီဒါဆိုရင်နောက်တစ်ခုကျွန်တော်တို့ရဲ့ 3D ပုံလေးထပ်ထည့်မယ်ပေါ့နော် 3D ပုံလေးကိုခုထည့်ပြီးဒီလိုရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ 3D ပုံလေးရောက်ပါပြီရောက်ပြီဆိုရင်ကျွန်တော်ဒီမှာဗာဆက်လုပ်မလဲဆိုကျွန်တော်ဒီမှာကျွန်တော်ဒီ credit ပေါ့နော်ဒါကို create လုပ်ဖို့ဆိုရင်ကျွန်တော်တို့ credit 160ကုန်ပါတယ်နော်အဲဆိုရင်160ကျွန်တော်ဒီပုံနဲ့ US dollar နဲ့ဆိုရင်$ကုန်တယ်ပေါ့နော်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဟိုရလာပြီပေါ့နော်ရလာတဲ့အခါမှာကျွန်တော်တို့ကသူကဘယ်လိုပြောမလဲကျွန်တော်တို့ဒီကျွန်တော်တို့တဲ့ခါကျရင်သူက10မိနစ်ကနေ5မိနစ်ထိသူကြာတတ်တယ်ပေါ့နော်ကြာပြီဆိုရင်ကျွန်တော်တို့ reference လုပ်ထားတဲ့ video အတိုင်းပဲသူကအတိအကျထွက်ပေးတယ်ပေါ့နော်အဲ့လိုမျိုးလုံးဝအတိအကျပြောင်းလဲမှုမရှိဘူးပေါ့နော်သူအတိုင်းပဲအတိအကျထွက်ပေးတယ်အဲ့တော့ခါကျတော့ကို reference လုပ်ရှင်တဲ့ video file ရဲ့ကိုနောက်တစ်ခုကကိုယ့်ရဲ့ကိုတကယ်အကခိုင်းချင်တဲ့ 3D image ပုံရင်ကိုကျွန်တော်တို့ဒီမှာဘယ်လိုလုပ်မလဲကျွန်တော် upload လုပ်ပြီးဆိုရင်ကျွန်တော်တို့ဒီ code channel လိုက်မှာပဲဘာမှမခက်ပါဘူးကျွန်တော်တို့သူကဒီ tools ကလူကြိုက်တော့များတယ်ဒါပေမဲ့သူကကျွန်တော်တို့အရင်သုံးဖို့တဲ့ tool တွေထက်ဆိုင်သူကငွေကုန်ကြေးကျပိုများတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကကိုကလုပ်ချင်တဲ့ video စက္ကန့်ပုံမူတည်ပြီးတော့မှသူကcredit တွေအများကြီးကုန်တယ်ပေါ့နော်အဲ့တော့သူဈေးလည်းနည်းနည်းကြီးတယ်လက်ကျတဲ့ခါကျလူတော်တော်များများကတိတ်မသုံးကြဘူးပေါ့နော်အဲ့လိုမျိုး VO 3တို့ Waste တို့မှာ Gemini တို့တော့တဲ့ဆိုင်သူကပိုကောင်းတယ်ဆိုရင်လည်းသူကဈေးနည်းနည်းကြီးတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုရင်ကိုရတဲ့ video file download ဆွဲပြီးတော့ကျွန်တော်တို့ social media ကိုပြန်တင်လို့ရပြီပေါ့နော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ